ကဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့ကိုမိုင်အားလုံးပဲเนาะကျွန်တော်တို့ပြီးခဲ့တဲ့ဘက်မှာကျွန်တော်ရဲ့ကိုမိုင်เนาะပြီးခဲ့တဲ့ဘက်မှာမရလိုက်တဲ့အကိုရမတွေပြီးခဲ့တဲ့ဘက်မှာကျွန်တော်လည်းဒါလွဲသွားတယ်ကျွန်တော်တို့ကလွဲရင်လွဲလေမှန်တယ်ပဲအခုဒီတစ်ဘက်မှာကျွန်တော်ရဲ့ကိုမိုင်တွေเนาะကျွန်တော်တို့ဗုဒ္ဓဖူးရဲ့ကြာတာပြီးရဲ့တောက်ကြရဲ့တဲ့เนาะမနေ့ကကျွန်တော်တို့3ရက်နေ့ရင်စတယ်เนาะဒါဗုဒ္ဓဖူးရဲ့ကြာတာပြီးရဲ့တောက်ကြရဲ့เนาะ3ရက်ကိုเนาะဗုဒ္ဓဖူးကြော်တော်ပတ်ကြသေးတာပဲကျင်းသေးတဲ့ပတ်တီတစ်လုံးနဲ့မိန်ငါးခွက်ပြောပါခဲ့เนาะအဲ့ဒါကျွန်တော်3ရက်အတွင်းမှာကျွန်တော်ရဲ့ကိုယ်မလေးအားလုံးပဲဇားနဲ့ပြန်ယူမယ်เนาะဇားနဲ့ပြန်ယူမယ်ဇားတော့မှကျွန်တော်2ဇား3ဇားမဟုတ်ဘူးเนาะဇားကို10ဇား9ဇားပြန်ယူမယ်เนาะအကိုလုံးမတို့ချမ်းသာခြင်းနဲ့အကျွေးမြေလေးကြေးခြင်းနဲ့ဆိုရင်အခွင့်အရေးဆိုတာနှစ်ခါမရဘူးဒါကျွန်တော်စေနာနဲ့လာနေမယ်ကျွန်တော်ပေးလိုက်တော့အကိုလုံးမတို့ရသွားရင်လည်းကျွန်တော်တပြားတစ်ချက်မှပေးကြမလို့အဓိကကျွန်တော်ရဲ့စေနာကျွန်တော်ရဲ့စိတ်တက်ကျွန်တော်ရဲ့စိတ်ရင်းကိုသိနေမယ်ကျွန်တော်ကျေးဇူးတင်တယ်အဓိကကျွန်တော်ရဲ့ဒီ Facebook page လေးကကျွန်တော်ရဲ့ထမင်းရှင်ဟင်းရှင်တွေအားလုံးပဲเนาะတက်ချေကျမ်းမာကြပါသေးလို့เนาะကျွန်တော်အမြဲတမ်းလည်းဒါဖျားရှင်ကိုယ်တိုင်လည်းအမြဲတမ်းဒါတလုံစားဘူးသူကျေးဇူးဘယ်လိုပဲဖြစ်ဖြစ်ဒါเนาะဒါဘယ်ဟာပဲဖြစ်ဖြစ်ကိုပေးလို့ရတယ်ဆိုပေမဲ့လို့ဒါလည်းကျေးဇူးရှင်ပဲเนาะဒါကျွန်တော်အားကြောင့်မို့မနက်ကကျွန်တော်တို့3ရက်နေ့เนาะဗုဒ္ဓဖူးနေ့ကနေပြီးတော့ကျွန်တော်တို့တောက်ကြနေ့ထိเนาะဗဏ္ဍာနေ့ထိဆိုတော့3ရက်နေ့ကနေ4ရက်5ရက်ပေါ့เนาะ3ရက်နေ့ကနေ5ရက်နေ့ထိကျွန်တော်ရဲ့ကိုယ်မိုင်ခွန်ပတ်ချမ်းသာခြင်းခွန်နာပတ်လုံးဝမပြောင်းဘူးเนาะဒါကျွန်တော်ဒီမှာဟလာတရားမှာ69အာမခံတယ်เนาะရေကြီးနဲ့လဝါနဲ့ပုတ်ကြီးလွဲခဲ့လေအားလုံးဒီဗီဒီယိုကြည့်နေတဲ့လူတွေအားလုံးတယောက်မကြံအကုန်ရအောင်ဆိုပြီးစေတနာနဲ့လာတင်ပေးတာအဓိကကျွန်တော်ရဲ့ကိုယ်မိုင် like and share လေးလုပ်ပါကျွန်တော်ကောက် follow လေးလုပ်တာเนาะနောက်ပြီးကြတော့ကျွန်တော်ရဲ့ရှစ်ကိုရှင်းပါလေเนาะဒီတစ်ပတ်မှာဆိုလဲကျွန်တော်တို့ share ဆိုရင်လည်းကြီးလိုက်အောင်ပူးတော့ပူးတယ်ကျွန်တော်တို့အပူးတွေပါတယ်ကျွန်တော်ပေးရတယ်ဒါပေမဲ့ထွက်ပြီးသားကန်းပြန်ထွက်တာဒါတွေကအကိုလိုမလို့သိရတဲ့အတိုင်းဒါစက်ကိုင်ရုံမာတာပေါ့ဗျာเนาะကလေးလိုပြောမယ်ဆိုရင်တော့ကဲဟုတ်ပြီကျွန်တော်မနေ့က3ရက်နေ့ဗုဒ္ဓဖူးနေ့ကနေပြီးတော့ခွန်ပတ်မယ်ကျိန်းသေးတယ်ခွန်လာမယ်ခွန်နဲ့ပတ်သက်တဲ့မိန်ခွက်ကလေးပြောခဲ့ပါဆိုလို့ပြောပါခဲ့80ခွန်1ခွန်4ခွန်8ခွန်ဘူး80ရဲ့ခွန်1ကခွန်4ရဲ့เนาะခွန်ဘူးရဲ့เนาะအမှခွန်3ညာခွန်1ခွန်4ခွန်8ခွန်ဘူးအဲ့ဒီရဲ့ကနန်း၅ခွက်ကိုမမေ့ပါနဲ့เนาะအဓိကခွန်ပတ်စားချင်းရှိသလောက်လိုက်ကျွန်တော်အတွက်ပြောရမလို့เนาะရတယ်တပြားမှပေးတယ်မလို့အဓိကကျွန်တော်ရဲ့ဒီဗီဒီယိုကြည့်နေတဲ့9ရက်သားသမီးအားလုံးเนาะအကုန်ရအောင်ဒါလက်ပြီးပဲဒါလုံးဝရွှေဖေးမဲ့ပတ်တီးရွှေမိုးငွေမိုးရအောင်ဗျာခွန်ထွက်တာနဲ့ကျွန်တော် line ပေါ်အားချင်းတက်လာခဲ့ပျော်လို့เนาะ